control ကိုဖိမယ် L ကိုနှိပ်လို့ရှိရင်ကိုယ့်ရဲ့စာတွေပေါ့နော်ကိုယ့်ရဲ့စာတွေကိုဘယ်ညီထားတဲ့အခါမှာသုံးတယ်နော်ကိုယ့်ရဲ့စာတွေကိုဘယ်ညီထားတဲ့အခါမှာသုံးတယ်ဥပမာကျွန်တော်ဒီမှာစာကြောင်းရလိုက်မယ်နော်MANKIND ပေါ့ KIND monkey sorry mankind ပေါ့နော်အဲ့ဒီစာကို selection ပေးလိုက်မယ်ပြီးပြီးတော့ control ကိုဖိပြီးတော့ဒီ L ကိုနှိပ်ရင်မဖြစ်မလဲပေါ့နော်အဲ့တော့ control ကိုကျွန်တော်ဖိမယ်ပြီး keyboard ကနေပြီးတော့ L ကိုနှိပ်မယ်အဲ့ control ကိုဖိပြီးတော့ L ကိုနှိပ်လို့ရှိရင်ဘယ်ဘက်အညီပေါ့ဒီမှာပြောင်းလဲမှုမဖြစ်ဘူးဖြစ်နေတယ်နော်ဘာဖြစ်လို့ပြောင်းလဲမှုဖြစ်တာလဲဆိုတော့သူအစကတည်းကဘယ်ညီဖြစ်နေလို့မို့ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်သိတာသွားအောင်အရှိမပြောခဲ့တဲ့ control E ကိုပြန်သုံးကြည့်လိုက်မယ်နော်ရှေ့မှာ control E ကျွန်တော်ရှေ့မှာပြောခဲ့သေးတယ်ရင်ပြီးတော့ဖိုင်မှာပေါ့နော်တော့ CTR control E ပေါ့နော် okay အဲ့ဆိုဒီစာလေးကို section ပေးလိုက်မယ် keyboard ကနေ control ကိုဖိ E ကိုနှိပ်မယ် control ကိုဖိ E ကိုနှိပ်လို့ရှိရင်ဒီမှာစာသားကအလယ်ညီရမှာဒီမှာ home တက် paragraph group ကဒီ center ကိုနှိပ်တာနဲ့ control E နဲ့အတူတူပဲဟုတ်ပြီနော်အဲ့တော့ခုနက control L ကိုနှိပ်မယ်ဆိုရင်ကြတော့စာကဘယ်ဘက်အညီဖြစ်သွားမယ်အဲ့ control L ဆိုရင်ဒီကောင်လေး align left ပေါ့နော်ဒါဘယ်ဘက်အညီပေါ့အဲ့တော့ control E ကအလယ်ညီ control L ကဘယ်ညီပေါ့နော်အခုဒီမှာကျွန်တော်အဲ့ဆိုရင် left alignment လို့ပဲရေးထားလိုက်မယ် left ALIGMENT alignment ပေါ့နော်ဒါဘယ်ညီပေါ့အဲ့ကိုကတကယ်လို့ကိုယ့်ရဲ့စာကို selection ပေးလိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာအလယ်ညီညာညီပြီး justify ပေါ့နော်အဲ့ဒါတွေရေးလို့ရသလို keyboard ကသုံးမယ်ဆိုရင်အလယ်ညီဆိုရင် control E sorry control E เนาะနောက်တစ်ခုကဘယ်ညီဆိုရင် control L ပေါ့ okay အဲ့ဆိုရင်ညှပ်လိုက်မှထင်တယ်เนาะအဲ့တော့ control L ကဘယ်ဘက်အညီထားခြင်းလို့ရှိရင်သုံးတာပါเนาะ okay ဒါ Microsoft မှာလည်းတူတူပဲ Excel မှာလည်းတူတူပဲ PowerPoint မှာလည်းတူတူပဲဟုတ်ပြီเนาะအဲ့ဆိုရင်နောက်တစ်ခုတွားကြည့်မယ် control အပေါင်းL ဆိုတော့ N ပေါ့เนาะတစ်ကောင်တစ်ခု N ပေါ့အဲ့တော့ control N ကကြတော့ဘာကိုသုံးတာလဲဆိုရင် site ပဲအသိယူတာ CREAT create new document ပေါ့နော် DOCUMENT document site ပဲအသိယူတာလက်ရှိကြာကျွန်တော်ဒီ document 1ဆို site ပဲမှာရိုက်နေတယ်ဒီလို site ပဲအလွတ်တစ်ခုလိုချင်တယ်ဆိုရင် keyboard ကနေ control ကိုဖိပြီးတော့ N ကိုနှိပ်လို့ရတယ်ကျွန်တော်စမ်းကြည့်မယ်နော် control ကိုဖိမယ် N ကိုနှိပ်မယ်အဲ့ဆိုရင် site ပဲအသစ်တစ်ခုဖြစ်သွားမှာဒီမှာ Microsoft file နှစ်ခုဖြစ်သွားပြီနော်ဒါကခုနကျွန်တော်သုံးနေတဲ့ document 1ဆိုတဲ့ file ဒါကကြတော့လက်ရှိ control N ကိုနှိပ်လို့မို့ရလာတဲ့ file ပေါ့နော် okay အဲ့ဆိုရင်ဒါနှစ်ခုဖွင့်လို့ဖြစ်သွားတာပေါ့နားလည်လားမသိဘူးနော် okay ဒါဆိုရင် document 1လေးကိုပြန်သွားလိုက်မယ် okay အဲ့ဆိုခုနကြည့်နေတဲ့ control N ပေါ့နော်ကျွန်တော်ရှင်းပြနေတဲ့ document 1လေးကိုမြင်ရမှာပေါ့နားလည်မလားမသိဘူးနော် okay control L က left alignment control N ကကြတော့site အလွတ်တစ်ခုယူတာ site အသစ်ယူတာနော် site အသစ်လို့ဆိုရင် mouse ကဆိုရင်တော့ဒီမှာ file မှာနှိပ်တယ်ပေါ့ new ကိုနှိပ်တယ်ပေါ့ဒီမှာ blank document ပေါ့ဒါ mouse နဲ့နှိပ်လို့ရှိရင်အဲ့လိုနော်တကယ်လို့ကိုက mouse နဲ့မနှိပ်ဖဲနဲ့ keyboard ကနေသုံးနေဆိုရင် control N ကိုနှိပ်လို့ရှိရင်လည်းဒါအတူတူပါပဲပေါ့နော် okay ဒါ keyboard shortcut နှစ်မျိုးရှိသွားပြီနားလည်လားမသိဘူးနော်โอเคအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုပေါ့နောက်တစ်ခုက control N ပြီးသွားလို့ရှိရင် KLNM ပေါ့နော် control M CTRN control ပေါင်း M ဒါတော့သုံးတာတော့နည်းမယ်အဲ့တော့ control M ဟုတ်ပြီနော် control M ကကြတော့ဘာနဲ့ဆင်တာလဲတဲ့ control M ကကြတော့ဒီမှာစာကိုကျွန်တော် selection ပေးလိုက်မယ်သုံးချောင်းပေးလိုက်မယ်နော်ပြီးရင် control ကိုဖိပြီးတော့ M ကိုနှိပ်လိုက်မယ်ဘာဖြစ်သွားလဲအော် keyboard ကနေပြီးတော့ tab key နဲ့ဟိုညာဘက်ကိုတိုးလိုက်တယ်လို့ပေါ့ဥပမာ increase internet တော့ဆင်တာပေါ့ဒီခေါင်းလေးနဲ့ဆင်တယ်နော်ဒီကောင်ကိုနှိပ်မယ်ဆိုရင်ဒီမှာလေ okay တွေ့လားမသိနော် okay နားရလားမသိနော်အဲ့တော့ control M ကိုနှိပ်လို့ရှိရင်right increase indent ပေါ့နော် increase indent လို့ခေါ်မှာပေါ့ဒါညာဘက်ကိုရွေ့နေခြင်းနဲ့ဆိုတော့ကို section ပေးတဲ့စာလေးကိုပေါ့ဒါကြလို့က section မရှိဘူးဆိုလို့ရှိရင် cursor ရှိတဲ့ဒီအကြောင်းကိုပဲ control M ကိုနှိပ်ရင်ညာဘက်ကိုတက်တစ်ခုစာပေါ့နော် point 5စာညာဘက်ကိုရွေ့သွားလိမ့်မယ်ပေါ့အဲ့ control M ကိုနှိပ်လို့ရှိရင်ဒီ Microsoft မှာတော့အဲ့ဒါကိုသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့မရေးတော့ပါဘူး
စာကိုညာဘက်ကို 0.5 စာတိုးချင်လို့ရှိရင် selection ပေးပြီးတော့ control M ကိုနှိပ်ပြီးတော့သုံးလို့ရတယ်ပေါ့နော် and ပြီးတော့ S ပေါ့နော် S ကကြတော့ control ကိုဖိပြီးတော့ control S ကဘာကိုသုံးတာလဲ control S က save ကိုသုံးတာနော်ကိုယ့်ရဲ့ file တွေကိုသိမ်းရမယ့်အချိန်မှာပေါ့သိမ်းတယ်ဆိုတာကျွန်တော်ဒီမှာသိမ်းတဲ့နည်းက၄မျိုးလောက်ရှိတယ်ဆိုတော့နော်ကိုလုံးဝဒီရဲဆိုလို့ရှိရင်သိမ်းတဲ့နည်းက၄မျိုးရှိတယ်လုံးဝကိုကဒီ site အသစ်ကိုသိမ်းမယ်ဆိုရင်ဒီ file မှာနှိပ်ပြီးတော့ကျွန်တော် save မှာနှိပ်တယ်မို့လားအဲ့ဒီလိုပုံစံမျိုးဒါတစ်မျိုးပေါ့နော်သိမ်းပြီးသားကိုထပ်သိမ်းတာကျတော့ file မှာနှိပ်ပြီးတော့save ကိုပဲနှိပ်တာပဲနော်ဟိုအဲ့နည်းနည်းပေါ့နောက်တစ်ခါ save as ကိုနှိပ်ပြီးတော့သိမ်းတာလည်းရှိတယ် PDF file ဖြစ်ပြောင်းပြီးတော့သိမ်းတာလည်းရှိတယ်ပေါ့နော်โอเคအဓိကတော့ control S ကိုနှိပ်လို့ရှိရင်ခုနက file မှာနှိပ်ပြီးတော့ save ကိုနှိပ်ဆိုတာ ਨੇ အတူတူပဲဟုတ်ပြီနော်အဲ့တော့ control S ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်အဲ့ဆိုရှင်ဒီ data လောက်ပေါက်လေးလာပေါ်တယ်ပေါ့ဒါပေမဲ့မြင်ရတဲ့ပုံစံနည်းနည်းကွဲသွားမလားမသိဘူးနော်ကျွန်တော်ပြန်လုပ်ပြီနော်ဒါ control S ကိုနှိပ်တာဒီမှာကျတော့ file မှာနှိပ်ပြီးတော့ကျွန်တော်ဒီ save ကိုနှိပ်ကြည့်လိုက်မယ်ဒီလိုပုံစံလေးတော့ရှိရပါတော့အဲ့တော့ဒီမှာဆိုရင်ဆက်သွားမယ်ဆိုရင် browse ကိုနှိပ်မယ်ပြီးတော့မှကိုသိမ်းမဲ့နာမည်တွေပါတယ်ပေးမယ်သိမ်းမဲ့နေရာကိုရွေးမယ်ပြီးသွားရင် save မှာနှိပ်ရမယ်ပေါ့ဟုတ်ပြီနော် okay အဲ့တော့ဒီမှာတော့မသိမ်းသေးပါဘူးနော် cancel ကိုနှိပ်လိုက်မယ် okay ဒီမှာလည်းညာလေးကိုနှိပ်လိုက်မယ်ပေါ့နော် okay အဲ့တော့ control S က save ရဲ့ shortcut ပေါ့နော် keyboard shortcut ပေါ့okay အဲ့ဆိုရင်နောက်တစ်ခု control T ပေါ့ control T တဲ့ဒီမှာ control T ကိုကျွန်တော်ကြော်ခဲ့လိုက်မယ် control U ကိုပါမယ် STU ပေါ့နော် control T ကသုံးတာနည်းနည်းလို့ဒီမှာကျတော့ရန်ကြီး Microsoft ထဲမှာကျတော့သုံးမဝင်ဘူးเนาะသုံးရန်ကြီးသိသုံးကြတယ် control U ကိုပြောမယ်ဆိုရင် control Z နဲ့ပါတခါတည်းတွက်ပြောမှအဆင်ပြေမယ်ပေါ့ okay ပြီးရင်နောက်တစ်ခု control Y ဒီသုံးခုကတစ်ဆက်တည်းမှာရှိဖို့များတယ် okay CTR control အပေါင်း Y STU VW UV စိတ်ရိုက်မယ်နော် TU VW fine set ပေါ့ okay okay ရပြီအဲ့တော့ control U ကဘာမှသုံးပါလဲတဲ့ကျွန်တော်ဒီစာကို section ပေးလိုက်မယ် control ကိုပြီးတော့ U ကိုနှိပ်လိုက်မှာဘာဖြစ်သွားမလဲ line တားပြီးတော့ပေါ့နော်ဒီမှာဒါလေးနဲ့တူတယ်ဘိုးဆိုရင် control B I က italic ဆိုရင် control I ဒါကျွန်တော်ဟိုရှေ့ကlike တစ်ခုမှာကျွန်တော်ဒီဟာကိုပြောပြရခဲ့တယ်เนาะဒီမှာတော့ underline လို့ကျွန်တော်ရေးလိုက်မယ် UND က LINE underline အဲ့တော့ control S ကသိမ်းတဲ့အခါမှာသုံးလို့ရတယ် control U ကကျတော့ကို section ပေးခဲ့တဲ့စာကို line တားခြင်းတဲ့အခါမှာသုံးလို့ရတယ်အဲ့တော့ control V ကကျတော့ control V က copy ကူးပြီးတော့ paste ချတဲ့အခါမှာသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာရှေ့မှာပြောခဲ့တဲ့ဟာပြန်ဆက်လိုက်အောင်မယ်เนาะ CTR နဲ့ control C ပေါ့ control C ဆိုရင်ပါလေ copy control V ဆိုရင် paste โอเคเนาะအဲ့ဒါကိုတွဲသွားအောင်မယ်เนาะ control V ဆိုရင် paste ဒီ control C ဆိုရင် control C က copy control E က center โอเคအဲ့ဆိုလို့ရှိရင် copy နဲ့ဒီ paste ကိုကျွန်တော်နှစ်ခုရောသုံးကြည့်မယ်ဒါ section ပေးလိုက်မယ်ဘိုးတင်လိုက်မယ်ဒီဘက်ကတော့ရင် control B เนาะ section ပေးလိုက်မယ်ဘိုးတင်လိုက်မယ်ဒါဘိုးက shortcut က control B โอเคဒီနှစ်ခုတော့မှာဖြစ်တဲ့အတွက်သုံးကြည့်မယ်ဒီစာကို selection ပေးမယ် control C နှိပ်မယ်ပြီးလိုချင်တဲ့နေရာကိုတစ်ချက်နှိပ်ပြီးတော့ paste ကိုနှိပ်ရမှာเนาะတကယ်တမ်းနှိပ်ချင်လို့မို့ keyboard ကနေဆိုရင် control V နှိပ်လိုက်မယ် copy ပြလိုက်တာလေမရလာပြီเนาะပြောမယ် section ပေးမယ် keyboard shortcut control C လိုချင်တဲ့နေရာကိုတစ်ချက်နှိပ် control V အဲ့လိုပေါ့เนาะအဲ့တော့ paste ကဘာလဲဆိုတော့ paste ကကြတော့ copy ကူးတဲ့အခါမှာ paste ပေါ့နော်ကိုလိုချင်တဲ့နေရာကိုပြန်ချပြီးတော့ယူလိုက်တာပေါ့ copy ကူးရတဲ့ဟာကိုပြန်ယူလိုက်တာကို paste လို့ခေါ်တယ်အဲ့ keyboard ကနေ control V ပေါ့ရမယ်နော် keyboard ကနေ control V နောက်တစ်ခုကသူနဲ့တစ်ဆက်တည်းရှိတယ် control X control X ကကြတော့
ကတ်ရဲ့ shortcut ပေါ့နော်ခုန copy ဆိုလို့ရှိရင်ပထမနေရာမှာလည်းရတယ်နောက်တစ်နေရာမှာလည်းရတယ် cut ကကြတော့ပထမနေရာမှာမရှိတော့ဘူးနောက်တစ်နေရာကိုပြီးရွှေ့တဲ့အခါမှာသုံးတာပေါ့နော်အဲ့တော့သူ့ရဲ့ shortcut က control x space က control v နှစ်ခုရောလို့ညှိမယ်ဒီစာလေးကို selection ပေးမယ် okay နော်ပြီး control x နှိပ်လိုက်မယ်ဖြစ်သွားလဲပျောက်သွားတယ်ပြီးကိုထားတဲ့နေရာကိုတစ်ချက်နှိပ်မယ်ပြီး keyboard ကနေပြီးတော့ control v paste နှိပ်လိုက်မယ်အဲ့ဆိုရင်ဒီစာလေးပြန်ပေါ်လာပြီနေရာပြီးရွှေ့တဲ့အခါမှာ cut လုပ်တဲ့အခါမှာနော်သုံးတယ် cut ရဲ့ shortcut က control x paste ရဲ့ shortcut က control v copy shortcut က control c အဲ့ဒီသုံးခုကတစ်ဆက်ထဲမှာတွဲသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒါကိုနေရာရွှေ့လိုက်မယ် selection ပေး control x မှာရွှေ့ပါလေဒီညမှာတစ်ချက်နှိပ်မယ် control v okay ဒါဒီမှာတစ်ချက်နဲ့အန်တာပါနော်နောက်တစ်ခုကဒီစာလေးကိုလည်းနေရာရွှေ့မယ် selection ပေးပြီး control x နှိပ်မယ်ထားမယ့်နေရာကိုတစ်ချက်နှိပ်မယ် control v နှိပ်မယ်ဒါဆိုရင် mouse ကိုတိုင်းမသုံးတော့ဘဲနဲ့ keyboard နဲ့ပဲတွားပေးတာပေါ့နော်နားလည်မလားမသိနော်အဲ့တော့ဒီသုံးခုကတစ်ဆက်တည်းရှိရ control c control v control x ခုနက center line ပဲရောက်ပါလေanother line ပေါ့နော် another line နဲ့မှလည်းနီးတာဘာလဲရှိမလဲ control ရဲ့ ctrl control b control b ဆိုပါလဲ bold ပေါ့နော် control b က bond bold ပြီး control i control i က italic italic အဲ့ဒါတွေကဘယ်နှမှာရှိရလဲ font group မှာရှိရဒါလေးတွေဟုတ်ပြီနော်ဒီကောင်လေးဒါတအုပ်စုဟိုတွဲမှာဒါတအုပ်စု A to Z တော့ A to Z ပဲเนาะဒါသုံးများတဲ့ဟာလေးကိုပြောတာเนาะ shortcut လေးအဲ့တော့ခုနကဒီမှာcenter alignment နဲ့မှာပါတယ်ရှိတယ် center alignment နဲ့မှာဆိုရင်ဘယ်ညီဆိုရင် control L ဒါ control L ပါပြီးပါဆိုတော့ control R CTR control R ကျန်ခဲ့တယ်နော်ခုန control ပေါင်း R ဆိုတာဖြစ်ရတယ်ဆိုတော့ညာညီဖြစ်တာဒီကောင်လေးဒါ control R right alignment ညာဘက်ညီဟုတ်ပြီနော် RHD right alignment okay နောက်တစ်ခုက control ရဲ့ J ရဲ့ဒီသုံးခုကလည်းတစ်ဆက်တည်းမှာရှိတယ်ခွက်ဒါတွေသိမယ်ဆိုလို့ရှိရင်အလွယ်တကူသုံးလို့ရပါတော့ JUSTIF control okay ဒါကို session ပေးလိုက်မယ်ကျွန်တော်ဒီ၄ခုเนาะအဲ့၄ခုကကြောင်မင်းတို့ထားလိုက်မယ်ဒါပေါ့အဲ့တော့ဒီမှာ paragraph ကိုလည်းကဘယ်ညီရယ်အလဲညီရယ်ညာညီရယ်ဘယ်ညီညာညီဆိုတော့ justify ရယ်အဲ့၄ခု shortcut ကဘယ်ညီဆိုရင် control E ညာညီဆိုရင် control R justify ဆိုရင် control J ဘယ်ညီဆိုလို့ရှိရင် control L ဟုတ်ပြီနော်အမှတ်လို့ရှိရင်အဲ့လိုမှတ်ပေးရနောက်တစ်ခုကဒီမှာ server အသစ်ယူတာရယ်ဒီ control W ပြောမယ်နော် server အသစ်ယူတာစေ့တာရယ်ပေါ့နော်ဒီမှာကောင်းကနေရာရွှေ့လိုက်ခါရောက်ရွှေ့လိုက်နော် paste okay server အသစ်ယူတာရယ်သိမ်းတာရယ်ဒီကောင် control W okay သူ့ကိုနေရာရွှေ့လိုက်မယ် control W ကျွန်တော် keyboard ကနေနှိပ်တာအဲ့လိုနည်းနည်းမြန်နေတွေ့ရနော်အဲ့ keyboard shortcut အဲ့လိုသုံးပေးရ control W ဆိုပိတ်တာ CLOSC close ဒီမှာ control ကိုဖိပြီးတော့ကျွန်တော်နှိပ်ကြည့်မယ်နော် control ကိုဖိပြီးတော့ W ကိုနှိပ်မယ်ဒါဆိုရင် तू ကဒီ file ကမသိရတာဖြစ်တဲ့အတွက်သိမ်းပါလားမသိမ်းဘူးလားဘာမှမလုပ်လားပေါ့နော်ဒီပေါ်လေးလာပြတာဒါ file မှာနှိပ် close ကိုနှိပ်ရင်လည်းဒီပုံစံတိုင်းပဲလာပြလိုက်မယ်အဲ့တော့ close ရဲ့ shortcut က file မှာနှိပ်okay sorry file မှာနှိပ်ပြီးတော့ဒီ close ကိုနှိပ်တာနဲ့ခုနက keyboard ကနေပြီးတော့close ကိုနှိပ်တာနဲ့ကအတူတူပဲsorry keyboard နေတော့ control ဖြစ်ပြီးတော့ W ကိုနှိပ်တာနဲ့အတူတူပဲကြမှာမလို့နော် okay အဲ့တော့ဒီနေရာမှာကျွန်တော်လက်ရှိသုံးနေတဲ့ဟာလေးတစ်ခုမြင်လို့နော်ဒီမှာ file မှာနှိပ်ပြီးတော့ကျွန်တော်ဒီ close ကိုနှိပ်မယ်လို့ရှင်းပြတယ်ပေါ့နော်ရှင်းပြရင်လည်းဒီလက်ရှိမြင်ရတဲ့ပုံစံကိုမလိုချင်လို့မို့ဒီမြားလေးကိုနှိပ်တယ်မို့လားအဲ့ဒီမြားလေးကိုမနှိပ်ချင်လို့သူ့ကိုဘာလို့ခေါ်ပက်တာပေါ့နော်အဲ့ဒီမြားလေးကိုမနှိပ်ချင်ဘာကိုသုံးရလဲဆိုတော့ keyboard ကနေ escape ဆိုတာရှိတယ်ဒီနံပါတ်1နဲ့3လေးရဲ့အပေါ်တောက်မှာပေါ့နော် ESC ဆိုတဲ့ escape ဆိုတာရှိတယ်အဲ့ဒီ escape ကိုနှိပ်လို့ရှိရင်သူကလက်ရှိသုံးနေတဲ့ပေါက်လေးကိုပြန်ထွက်လိုက်တာပေါ့နော် cancel နဲ့တူတာပေါ့နော်အဲဒါကျွန်တော်ဒီမှာရေးရင်သူပြောမယ်ရေးရတာတမျိုးဖြစ်နေတယ်နော်မြန်မာလိုပဲရေးလိုက်မယ်လက်ရှိသုံးနေတဲ့ပေါက်လေးဒါမှမဟုတ်လို့ရှိရင်ဘက်ဘက်တန်နဲ့တုပ်ရယ်နော်ကျွန်တော်ဒီလိုရေးလိုက်မယ်သုံးနေတဲ့သုံးနေတဲ့ဟိုသုံးနေတဲ့ dialog box DIA okay DIALOG DOX အဲ့ dialog box လေးကိုပြန်ထွက်လိုက်တာ okay နော်dialog box ကနေထွက်လိုက်တာပေါ့နော် okay အဲ့ဒါဘာပြောရလဲဆိုတော့ဒီမှာကျွန်တော်ထားပါတော့ဗျာဒီမှာ
control W ကပါလဲ close เนาะနှိပ်ကြည့်မယ်နော် control W အဲ့ဆိုလို့ရှိရင်ဒီလိုလာပေါ်တယ်မို့လားအဲ့ဒီလိုလာပေါ်တာဟိုမှာ save လည်းမနှိပ်ချင်ဘူး don't save လည်းမနှိပ်ချင်ဘူး cancel ကိုနှိပ်ရမှာဒီဘောက်ကိုမလို့ချင်တာပေါ့နော်ဒီ download ဒါကို download ဘောက်ခေါ်တယ်ဒီဘောက်ကိုမလို့ချင်လို့ရှိရင်ဒီ cancel ကိုနှိပ်ရင်လည်းရတယ်ဒါမှမဟုတ်ခုပြောနေတဲ့ keyboard ကနေပြီးတော့ ESC ဆိုတဲ့ဒီ escape key ကိုနှိပ်လို့ရတယ်နော် okay escape ကိုနှိပ်လိုက်မယ်နော် escape key တကယ်လို့သိကြလားမသိနော် site KEY အဲ့မှာ escape key ဆိုတာက consequent key လို့ပဲမှာလေ consequent key လို့ okay ဒီကောင်လေးကိုပြောတာ escape ကဒါနော်လက်ရှိတကယ်လို့များပေါ့နော်ခုမှသုံးတဲ့သူပါခဲ့ဆိုတော့ရှင်းပြတာနော် ESC escape ကဒီကောင်လေးအဲ့တော့သူ escape ကခုနကပြောလို့ dialog box လေးတွေပိတ်ချင်နေနောက်ဒီက cancel လုပ်တာပေါ့နော်တခုပေါ်လေးတခု cancel လုပ်လိုက်တာအဲ့လိုချိန်မှာ escape ကိုနှိပ်ပို့ပြမြန်တယ်ကိုကနော် okay နော် okay အဲ့ဒါက escape key ကိုနှိပ်မယ်ဆိုရင်သုံးတဲ့ဟာနော်နားလည်မယ်လို့ထင်တယ်အဲ့တော့ဒီသုံးခုကတစ်ဆက်တည်းတွဲမှတ်မယ်နောက်တစ်ခုရှိသေးတယ် okay တစ်ခုကြော်ခဲ့ရနော်ဒီမှာဒီနေ့မှာ open ပေါ့ CTRL control ပေါင်း O ပေါ့ control ပေါင်း O က open ဆိုတာကိုသိမ်းခဲ့တဲ့ဖိုင်တွေကိုပြန်ဖွင့်နေတဲ့အခါမှာကိုကဥမာဖိုင်မှာနှိပ်တယ် open ကိုနှိပ်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဆက်သွားပါတော့ browse မှာနှိပ်မယ်ပြီးကိုသိမ်းခဲ့တဲ့ဖိုင်ကိုလိုက်ရှာမယ်အဲ့ဒါက mouse ကနေသွားတာကဖိုင် open အဲ့လိုလိုက်ရှာတာ okay နော်အဲ့လိုဖိုင်မှာနှိပ် open ကိုမနှိပ်ချင်ဘူးဆိုရင် keyboard ကနေဆိုရင် control ကိုဖိပြီးတော့ O ကိုနှိပ်လို့ရတယ် control ကိုဖိမယ် O ကိုနှိပ်မယ် okay တိတ်ပဲတူတူပဲတွေ့လာမယ်နော်မြင်ရတဲ့မြင်ကွင်းတူတူပဲပြီးတော့မှကိုကဒီထဲမှာ variable ဒါ recent ပေါ့နော် variable သုံးလို့ရတဲ့ဖိုင်ရွေးမလားဒါမှမဟုတ်ရင်ကိုလိုက်ရှာမလားပေါ့နော်ကိုယ့်ရဲ့ဖိုင်ဘက်မှာထားခဲ့တာဆိုရင် browse မှာနှိပ်ပြီးတော့ဟိုမှာdesktop မှာထားခဲ့တာလားdocument ထဲမှာထားခဲ့တာလား download ထဲမှာထားခဲ့တာလား music ထဲမှာထားခဲ့တာလားကိုယ့်ရဲ့ဖိုင်ကိုဘယ်မှာသိမ်းခဲ့တာလဲသိမ်းခဲ့တဲ့နေရာကိုကိုလိုက်ရှာပေးရလိုက်ရှာပြီးမှဖွင့်အောင်ပါနော်ကျွန်တော်ဥပမာတစ်ခုဖွင့်ကြတယ်ဥပမာကျွန်တော် e ထဲကိုတွားလိုက်မယ်အဲ့ထဲကကျွန်တော်ဖိုင်ကဥပမာ strategy first ဆိုတာထဲကိုတွားလိုက်မယ်ပြီးတော့မှဒီမှာဖိုင်လေးတွေ့ပြီဆိုရင်သူ့ဖိုင်ကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ရတယ်တစ်ချက်နှိပ်ပြီးတော့ open ကိုနှိပ်ရင်လည်းရတယ်ပေါ့နော်ကျွန်တော်ဒီဖိုင်ကိုတော့ဖွင့်မပြတော့ဘူးနော် okay နားလည်မယ်အဲ့ဒါမို့ကိုသိမ်းခဲ့တဲ့နေရာကိုတော့ကိုသိရမယ်ဖိုင်ဖွင့်တဲ့အခါမှာနော်နားလည်မလားမသိဘူး okay ဟောလက်ရှိကိုကျွန်တော်ရှင်းပြနေတာက keyword shortcut ကိုရှင်းပြတာဒါပေမဲ့ဟို၃နည်းကိုပါကျွန်တော်တစ်ခါဆက်တိုက်ပြောပါအောင်နော်တချို့ကကြတော့အဲ့ file လိုက်ရှာအောင်မသိတဲ့လူရှိရတယ်နော်ဘာလို့ဆိုတော့သူကခုမှစသုံးတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ဒီ file လိုက်ရှာတယ်ကိုသိမှာမဟုတ်ဘူး okay လားမသိနော် okay အဲ့ဒီ၄ခုကိုတော့တစ်ဆက်တည်းမှတ်ပါနော် control N က cyber အသစ်ယူတာ control S ကတိန်းတဲ့အခါမှာသုံးတာ control W ကလက်ရှိ file လေးကိုပိတ်ချင်တဲ့အခါမှာသုံးတယ် control O ကကြတော့ file ဖွင့်နေတဲ့အခါမှာသုံးတယ်โอเคเนาะโอเคအဲ့ဆိုရှင်နားလည်မလားနောက် control Y နဲ့ control Z နဲ့ပေါ့နော် control Y နဲ့ control Z နဲ့အဲ့ဒါကဘာကိုသုံးတာလဲ control Y က control Z ကိုရင်ပြောမယ် control Z က undo ဆိုတာကနောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကို cancel လုပ်တာကို undo လို့ခေါ်တယ်ဥပမာကျွန်တော်လက်ရှိဒီစာလေးကို session ပေးလိုက်မယ်ဘိုးတင်လိုက်မယ်ပြီးတော့ရင်သူ့ကိုဒီအယောင်လေးပြောင်းလိုက်မယ်ဒီတက်တစ်ခုရွေးလိုက်မယ်ပေါ့နော်အဲ့လိုလုပ်ခဲ့တယ်အဲ့လိုလုပ်တဲ့ခါမှာခုနကနေထားတိုက်ပြန်လို့ကျွန်တော်ရှင်ဒီမှာပေါ်တဲ့ထဲမှာ undo ဆိုတာရှိရတွေ့လားပေါ်မှာနော်ဟိုးပေါ်တော့မှာကျွန်တော် mouse pointer ကိုလိုက်ကြည့်နော်အဲ့မှာ undo ကိုနှိပ်ပြီးတော့ဒီနောက်ကိုပြန်ဆုပ်လို့ရှိရင်ဒါနှစ်ချက်နေလို့မဟုတ်နှစ်ချက်နေထားနော်ဒါ undo လို့ခေါ်တယ်ဟုတ်ပြီနော် keyboard ကနှိပ်မယ်ဆိုရင်ဒီမြားကိုမနှိပ်ချင်လို့ keyboard ကိုနှိပ်မယ်ဆိုလို့ရှိရင် control ရယ် Z ရယ်နှိပ်ပြီးတော့ကိုနောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုနောက်ကိုပြန်ဆုပ်လို့ရတယ်ဒီမှာတခုမှားလုပ်မိရဆိုလို့ရှိရင်အဲ့ဒီမှားလုပ်မိတဲ့လုပ်ငန်းစဉ်ကိုနောက်ကိုပြန်ဆုပ်တာကို undo လို့ခေါ်တယ်ဟုတ်ပြီနော်တကယ်လို့ခုနကအတိုင်းပြန်လို့ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒါကျတော့ redo လို့ခေါ်တယ် control Y ကအဲ့ဒါကိုပြောတာနော် control Y ကအဲ့ redo ကိုပြောတာ control Y နှိပ်မယ်control Y ကကျတော့ redo ကိုပြောတာဘယ်တော့ဒီမှာ control Y ဆိုဘာပြောတာလဲဒီမှာနောက်ဆုံးဘာလုပ်ခဲ့ရလဲဒါမို့ပြန်လုပ်ကြည့်မယ်နော် control about Y okay ဒီစာလေးကို section ပေးလိုက်မယ်ဘိုးတင်လိုက်မယ်ဗျာအရောင်ပြောင်းလိုက်မယ်ဗျာ okay ပြီးရင် control Z နှိပ်မယ်ဗျာဘာဖြစ်သွားလဲအဲ့ဆိုရင်ပြန်မဲပါမယ် control Y နှိပ်မယ်ပြန်နေသွားမယ် control Z နှိပ်မယ်နောက်တစ်ဆုတ်တာ
control y အဲ့တော့ undo ကကြတော့ undo ကကိုနောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကို cancel လုပ်တာဖြစ်ပြီးတော့ redo ကကြတော့အဲ့ဒီ undo ရဲ့လုပ်ငန်းစဉ်ကိုပြန်ပြီးတော့ cancel လုပ်တာနားလည်လားမသိနော် undo လုပ်ခဲ့တဲ့ undo ရဲ့လုပ်ငန်းစဉ်ကို undo လုပ်ခဲ့တဲ့လုပ်ငန်းစဉ်နော် undo လုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကိုအနောက်ကိုပြန်ဆုတ်တာဒီပြန်ရေးလိုက် undo ကကိုဖြတ်ခဲ့တဲ့အဲ့ဆိုရင်မဖြတ်ချင်ဘူးပြောတယ်ဒါခါ redo ကိုနှိပ်မယ်ဆိုရင် control y နှိပ်မယ်ဆိုရင်ပြန်ဖြတ်မယ်ပေါ့ဟုတ်ပြီနော် okay အဲ့ဆိုရင်ရမယ်လို့ထင်တယ်ကျွန်တော်အရင် like တစ်ခုမှာ control A ဆိုရင် selection all control B ဆိုရင်ဒီမှာပြန်သားပေးထားတယ်ခုနက control B ဆိုရင်ပါလေ vote တင်တယ်ဟုတ်ပြီနော် control C ဆိုရင် copy အဲဒီမှာတော့ခုပေါ်ထင်တော့နော် control C control E ကအလဲကြီး control F ကကြတော့ file ပေါ့နော်တခုရှာတဲ့အခါမှာသုံးတယ်ပေါ့အဲ့ဒါလေးတွေပြောခဲ့တယ်အခုအဓိကကဒီကြောင်းအားလေးကိုခွဲမှတ်ထားတဲ့ဟာလေးကြည့်ပေးပါဒါဆိုလို့ရှိရင်ကိုယ့်အတွက်ကြိုးရှိမယ်လို့ထင်တယ် copy က control C paste က control V ဒီမှာတီးကြနေကြတယ်နော် paste က control V ဒီပါရင်ကတ်က control X အလဲညီက control E ညာညီက control R justify က control J ဘယ်ညီက control L စာပဲသိလို့ချင်း control N ကိုနှိပ်သိရင် control S ကိုနှိပ်ပိတ်ချင် control W ကိုနှိပ်ပြောလို့ရှိရင်ထိုင်ဖွင့်နေလို့ရှိရင် control O ကိုနှိပ်မယ်လက်ရှိသုံးနေတဲ့ dialog box ပိတ်ထွက်ချင်လို့ရှိရင် escape ကိုနှိပ်ပြီးတော့ပြန်ထည့်လို့ရတယ်ပေါ့ဟုတ်ပြီနော် okay အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ live ကိုကျွန်တော်ရဲ့ page မှာပြန်ချန်ထားမယ်နော်ကိုပေါ့တက်တဲ့ချိန်မှာပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်မေးချင်တဲ့ရှိလို့ရှိရင်လည်း comment မှာ